ကျဦးချောင်းလေးရှိတာနဲ့သူများတွေကဝက်မာလာစီမွေးနဲ့ခောက်ဆွဲတွေနဲ့စားနေတာမြင်တော့လေအရန်စားကြမှာကိုဝတ်သားမစားဘူးဆိုတော့ရှိတဲ့ကျဦးချောင်းလေးနဲ့ရှောက်ကောလုံးစီမွေးလေးကိုစီတက်ပြီးတော့မာလာမုံလေးထည့်ပြီးတော့စီမွေးလေးလုပ်လိုက်ပါတယ်ပေါ့နော်အလေးတလေးတော့တူးသွားပါတယ်ဒါပေမဲ့ကောင်းပါတယ်တူးသွားရဲဆိုပေမဲ့လည်းအများကြီးတော့မဟုတ်ပါဘူးကောင်းတယ်အကျွတ်ကလေးပေါ့နော်နည်းနည်းလေးဟိုဘက်လှည့်လိုက်တဲ့အချိန်မှာ तू ကအဲ့လိုပဲတူးသွားတယ်ပေါ့ကွယ်အဲ့ဒါလေးကိုစီချက်ခောက်ဆွဲထုတ်ကလေးကိုပြုတ်ပြီးတော့ပေါ့နော်နေစားပါတယ်ဒီခောက်ဆွဲကလေးကောင်းကြိုက်တဲ့စိတ်ကလေးကကောင်းတယ်စီချက်လှုပ်စားလဲကောင်းတယ်ပေါ့နော်ဒီလိုမျိုးနေစားတော့လဲတော်တော်လေးကောင်းပါတယ်